အကုန်လုံးသိချင်နေကြရင်မေးနေကြရင် Kevin ရဲ့ run talk လေးကိုဒီ vlog ကြီးထဲမှာ Kevin ရိုက်ပေးထားတာမလို့ video လေးကိုအဆုံးကြည့်ပါပါနော် Okay အားလုံးသိချင်တဲ့ Kevin ရဲ့ run talk လေးကိုအကုန်လုံး Kevin ဒီမှာလိုက်ပြပါမယ်။ဒါတော့ Kevin ကားပေါင်းရဲ့ဝင်ချင်းအခန်းရဲ့ဝင်ချင်းပေါ့နော်။ဒီဝင်ချင်းမှာဆိုရင်တော့ Kevin အရင်တွေ့ရမှာတော့ video ပါ။ video ရဲ့ဘေးနားမှာဒီပေါ့နော်အဝေးတန်းစင်ရပစ္စည်းလေးကိုမြင်ရမယ်။အဲ့ဒါပြီးရင်ဒီဘက်အခါကြီးကြည့်ရမယ်ဆိုတော့ Kevin ရဲ့ဒီစာအုပ်လေးထားထားတဲ့စင်ကိုအရင်တွေ့ရပြီးတော့ဒီပေါ့နော် table ကိုအရင်တွေ့ရမယ်။ပြီးဒီ electric CD ပေါက်ကိုလည်းအကုန်လုံးတွေ့ရမယ်လို့ Kevin ထင်တယ်။ပြီးဆိုဒီပေါ့နော်ဒီနေရာအကုန်လုံးသိကြမယ်အတိုင်းပဲအကုန်လုံးသိကြမယ်လို့ Kevin ထင်တယ်ပေါ့နော်ဒီခန်းထဲမှာဆိုတော့ Kevin ရဲ့အင်ကြီးရေအများစုရှိတယ်ဒီအောင်အတိတ်ချောက် Kevin ပဲပြတော့ပေါ့နော်ဒီပုံမှာဆိုရင်တော့ Kevin ရဲ့စုရေးဘာညာရေးအများကြီးရှိရပေါ့နော်ပြီးရင်တော့ Kevin ရဲ့ဒီပေါ့နော်ဒီဘက်ကတော့ Kevin ဖတ်ဖို့ဝယ်ထားတဲ့စာအုပ်တွေရဲ့စင်တွေအပြည့်ပစ္စည်းအတူမှားလေးကိုဒီနားမှာထားတာအများဆုံးထားတယ်ဒီကတော့အခုလူရရောက်ဆိုပန့်ကအရင်ကလို့ဒါဆိုပဲခုအသေးလေးဒီအောက်ကကြည့်မှဆို view ကတော်တော်လေးမိုက်တယ်ဒီမှာ view ကတော်တော်လှတယ်ဒီမှာပါပါတယ်တော်တော်လေးကိုလှပါတယ်โอเคပြီးရင်တော့ဒီဘက်မှာဆိုရင်ကြည့်လိုက်မယ်ဆိုရင်ဒီလိုပဲအိတ်ကောက်တာ Kevin ရဲ့တော့ချစ်စရာလေးခုတော့ပြန်လွယ်လို့မရတော့ဘူးဒါတော့အကျော်လေးအလျှောက်လို့ထားပါတော့ဒီမှာကျတော့ IG ကြရင် Kevin တင်မှုအတွက်လေးလှုပ်ထားတဲ့စင်လေးခဲကစောက်တယ်တင်ချစောက်ဒီမှာရက်ဆက်တယ်နော်တခြားလေးပြဒီမှာစောက်တွေရက်ဆက်တယ်ဒီမှာပြီးရင်ဒါတော့ Kevin mirror ပေါ့နော် mirror ရေးပြီးတော့ Kevin ရဲ့ skin care product တွေတာတာဒီနေရာတော့တော်တော်များများသိမယ်လို့ဟုတ် Kevin ထင်တယ်ဒါတော့ Kevin ရဲ့အိယာပေါ့နော်ပြီးရင်ဒီအိယာကိုတော့ Kevin တေးချာလေးမပြတော့ဘူးသိကြမယ်လို့ Kevin ထင်တယ်ဒါတော့ Kevin ရဲ့ရုပ်တဲ့နေရာလည်းဟုတ်တယ်စောက်တဲ့နေရာလည်းဟုတ်တယ်ဒါ Kevin laptop တွေပစ္စည်းကိုကပိတ်တော့လေ Kevin ရုပ်တဲ့နေရာမှာပေါ့နော်အိယာနေ Kevin ဒီခုံမှာရင်ထိုင်နေတာခုနကဝင်ခိုင်းရောလာပြီးတော့ body လည်းမတင်နိုင်ဘူးအလုပ်တွေလည်းအလန်းရှုပ်အရင်ရှုပ်နေတယ်ပေါ့နော်ဒါ2025ရဲ့ vision ပုံကြီး2026ရောက်နေ Kevin မှာအားဒီကိုလှုပ်ဖြစ်တယ်ဒါ Kevin ငယ်ဟောစုရဒီ overview ကိုကြည့်ရမယ်ဆိုရင်တော့ Kevin ရဲ့စုရအများဆုံးပေါ့နော်စုရရောပစ္စည်းတွေရောရှိပါတယ်ဒါတော့အကုန်လုံးသိကြမယ်ဒီနေရာမှာ Kevin နေရာ floor တွေဘာတွေရှိုက်တယ်ပေါ့နော် so အဲ့ဒါဆိုတော့ဒါတော့ Kevin ရဲ့ room tour လေးပါ so အဲ့ဆိုတော့ Kevin vlog လေးကိုဒီမှာပဲ share လိုက်ပါဦးမယ် bye bye see you next video bye